အားလုံးပဲမင်္ဂလာပါဆိုက community ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဘက်မှာကျွန်တော်ရဲ့ကျွန်တော်တကယ်ချင်းဘာတီရဲ့ဆွေးနွေးမဲ့အကြောင်းကတော့ကျွန်တော်တို့ဒီလာမယ့်ရသည် Champions League ဝင်ခွင့်Premier League အသင်းတွေရဲ့ Champions League ဝင်ခွင့်တွေ Europa League ဝင်ခွင့်နဲ့Conference League ဝင်ခွင့်တွေပေါ့နော်ဘယ်အသင်းတွေဘယ်လိုရဝနိုင်လောက်တယ်ဝင်ခွင့်ဘယ်အသင်းရမလဲဆိုတာဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်မင်္ဂလာပါဘာတီမင်္ဂလာပါကိုလင်းခိုင်ဟိုတွေ့ရတာကြာပြီနော်တော်တော်ကတော့ Zoom နဲ့တော့တွေ့လိုက်ပြီနော်အေးလောက်ပါဦးဘယ်အသင်းဒီကတော့ကPremier League က9သင်း Europa League တိုင်းEuropa League ပဲပြောပါတယ် Champions League တိုင်းဝင်ခွင့်ရမယ်ပြီးလို့ရှိရင်Premier League 2သင်းပေါ့စပါးနဲ့ Man U က Europa League Final ကန်ရမယ်ဆိုတော့အဲ့ဒီမှာဘိုလ်လူပွဲမှာနိုင်တဲ့အသင်းကရမှာပေါ့ကွာChampions League ဝင်ခွင့်ရမယ်ဆိုတော့စုစုပေါင်း6သင်းနော်6သင်းရမယ်ဆိုတော့အခု6သင်းမှာအဆင့်ဇယားရက်တည်မှုရဆိုရင်တော့အဆင့်5သင်းပေါ့အသင်း5သင်းပေါ့ကွာစပါးနဲ့ Man U ကအဆင့်30အောက်ဆိုတော့ထဲထွက်ကြမလို့တော့လောက်ပါအောင်ဘယ်သင်းရမယ်ထင်လဲလက်ရှိနေထားရဒီနှစ် Premier League ကိုပြန်ကြည့်ရမယ်ဆိုတော့ Premier League ကတော့အရင်ကဆိုရင်တော့ရင်ခုန်ဖို့ကောင်းတာပေါ့နော်အခုလည်းမကောင်းတာမဟုတ်ကောင်းတယ်အရင်ကရင်ခုန်ဖို့ကောင်းတာကြတော့ Premier League ဖလားဘယ်သူရမလဲဆိုတော့ဟာကရင်ခုန်ဖို့အကောင်းဆုံးဘယ်သူတွေကတန်းဆင်းမယ်ဆိုတဲ့ဟာပေါ့နော်ဒါပေမဲ့ဒီနှစ်မှာတော့လီဗာပူးကတော့တည့်တဲ့အတိုင်းပဲဖလားလေးသိမ်းသွားပြီပေါ့နော်ဖလားလေးသိမ်းသွားတော့တော်တော်အေးကြောင်းပဲချန်ပီယံလိတက်နေရတော့ရပါတယ်တို့ပေမဲ့ဒီအသင်းကြီးတွေအခုဥရောပချန်ပီယံလိဝင်ဖို့အတွက်နဲ့ဥရောပဟိုပါနော်ဒီ Europa League ဝင်ဖို့နော် Conference League ဝင်ဖို့အသင်းကြီးတွေရုန်းကန်နေရတဲ့ကာလဖြစ်တာပေါ့ချန်ပီယံလိဝင်ဖို့အတွက်ရမှတ်တွေကလည်းတမှတ်ကွာဟာတွေအခြေအနေတွေရှိတာပေါ့နော်ရှိတော့လက်ရှိမှာအဆင့်9နေရာကနေစပြီးတော့ကျွန်တော်တို့ကြည့်ဖို့လိုတယ်ဘာဖြစ်လို့အဆင့်9နေရာက Chelsea ဖြစ်တယ် Aston Villa Nottingham Forest ဒီအသင်းတွေပေါ့နော်ဒီ3တင်းမှာတည်င်းကတော့ဒီ Champions League ဝင်ဖို့အတွက်တော့ပြိုင်ဆိုင်မှုတွေကပြင်းထန်မယ်ရမှတ်တွေကလည်းကက်ရဖြစ်နေတာပေါ့နော် Chelsea နဲ့ Villa နဲ့ဆိုရမှတ်သူကိုကွာကြောက် Chelsea ကအပေါ်မှာရှိနေအဆင့်9ပါပေါ့ရမှတ်သူတော့ဒီထဲမှာခြေစမ်းပိုင်းအရာကြည့်မယ်ဆို Chelsea ကတော့နည်းနည်းခြေစမ်းပိုင်းအရာကြည့်နိုင်လိုက်ရှုံးလိုက်ဆိုတော့เนาะခြေစမ်းပိုင်းအားရကြည်နှံ့မှုတော့မရှိဘူးကိုယ်အတင်းကြောင့်ကိုယ်အသိဆုံးအဲပေါ့ပြောရမှာလဲအားနာတယ်ဘေးကတ်တိုးလေးပြောရတာပဲเนาะကိုယ်အခြေအနေလည်းကိုယ်အမှန်သိတာလည်းကောင်းတာပေါ့နော်အဓိကတော့ဒီ Aston Villa နဲ့ဒီ Nottingham Forest ပေါ့ဒီ Aston Villa ကဒီညမှာ Man U Aston Villa က Spurs နဲ့ Tottenham Hotspur နဲ့တွေ့မယ်အဲ့မှာ Chelsea က Man U နဲ့တွေ့မယ် Man U နဲ့တွေ့မယ်ဆိုတော့နောက် Nottingham Forest ကနောက်ဆုံးပွဲမှာ Chelsea နဲ့ပြန်တွေ့မယ်နော်ပြန်တွေ့မယ်ဆိုတော့ဒီ3လေးလုံးရဲ့ပြိုင်ဆိုင်မှုကနိုင်ပွဲရဖို့လိုအပ်တယ်ပထမအရေးကြီးဆုံးအချက်ကဒါပေမဲ့ဒီမှာက Man U ကဖြတ်မြင်အသင်းလည်းဖြစ်နေတယ်အရင်ကဖြတ်မြင်လို့ပြောလိုက်ရင် Everton တို့လို Spurs တို့လိုအတင်ကဖြတ်မြင်ဒါပေမဲ့ Man U ကအခုအဆင့်16လောက်နေပြီးတော့ဖြတ်မြင်လည်းလောက်နေဒီ Man U ကလည်းကောင်းမနေဘူးကိုတလား Europa League ဖလားရဖို့အတွက်ပဲသူ့စွတ်တောင်းပေးရမလို့ဒါပေမဲ့စွတ်တောင်းပေးလို့လည်းမရအောင်အဆင့်15နဲ့အဆင့်16နဲ့ Europa League ဖလားရသွားရင်လည်းနော်မိုးရဒီကလည်းဖြစ်တော့နည်းနည်းရာဒီဥရလည်းခတ်ထမှာရှိတယ်ဒါကြောင့်ဒီကာလမှာတော့ကျွန်တော်တို့သုံးသပ်ရရင်ဒီဥရောပဝင်ခွဲတော့ကျွန်တော်တို့ Aston Villa ကိုတော့ခြေစမ်းပိုင်းအရာရောလူစင်းရင်းပိုင်းအရာရောကျွန်တော်ပို့ပြီးတော့အားရတယ်Chelsea ကတော့ဦးနာပြောသလိုပဲခြေစမ်းပိုင်းရတော့ဒါဆိုရင်အဆင့်လိုက်ရှိမယ်ဆိုရင်ထိတ်ဆုံးက Liverpool Arsenal ပြီးရင်Newcastle Man City Aston Villa ပေါ့ဒါမဲ့လက်ရှိအနေထားရဆိုရင်Newcastle နဲ့ Man City နဲ့ကဏ္ဍမငိမ့်နေဘူးဘာလို့လဲဆိုတော့သူနဲ့အဆင့်9 Chelsea နဲ့ရမဲ့ကွာအားချက်က Man City နဲ့2မှတ်ပဲရှိတယ် Newcastle နဲ့3မှတ်ပဲရှိတယ်အဲ့ဒီအတွက်ဒါရောနောက်ဆုံး2ပွဲကွာ Newcastle တွေ့မှာ Arsenal ရယ်ပြီးရင်နောက်တဲ့က Newcastle ကနောက်ဆုံးဒီမှာတွေ့ရမှာဟာ Arsenal တဲ့တင်ရှိမယ် Everton ရှိမယ်Arsenal ကျတော့သူအမှတ်ရောနိုင်ချေရှိတယ်ကွာနိုင်ချေရှိတယ် Everton ကျတော့အိမ်ခွင်းဆိုတော့အမှတ်ရဖို့တော့များတယ်ပေါ့သူကအိမ်ခွင်းမှာတဲ့အတွက်အဲ့ဒီတော့သူကတကယ်လို့အဲ့နှစ်ပွဲမှာ3မှတ်ရရင်တော့သူကဝင်ခွင့်ရပြီအဲ့ဒီနှစ်ပွဲမှာသူကတကယ်လို့တမှတ်ပဲရမယ်ဆိုရင်တော့လေအောက်အသင်းရဲ့ result တွေကိုသူကြည့်ရအောင်ပေါ့ Man City ကအဲ့လိုမျိုးပဲ Man City ကဂျားထဲမှာ FA Cup ကိုဟိုဟာနဲ့ကန်ရမယ် Crystal Palace ကန်ရမယ်ပြီးလို့ရှိရင်ဘုံမောင်းနဲ့ရှိတယ်ပြီးရင်နောက်တဲ့ Full Hand နဲ့လာမသိဘူးရှိတယ်အဲ့တော့သူလဲပွဲတော့ခြောင်ပါတယ်ပြောရမှာဆိုနော်သူတို့ကတော့ဒါပေမဲ့ဒီနှစ် Premier League ရဲ့ထူးခြားချက်ကလည်းအဲ့ဒီ Champions League ဝင်ခွင့်အတွက်တိုက်ပွဲဝင်နေရတာအတင်းတိုင်းတော်တော်များများနောက်တစ်ခုက Europa League ဝင်ဖို့အတွက်လည်းတိုက်ပွဲဝင်နေရတဲ့အခြေအနေဖြစ်တယ် Europa League ဝင်ခွင့်နဲ့အသေးအတန်ပဲနောက် Conference League အတွက်လည်းအသေးအတန်ပဲဘာလို့လဲအဆင့်8နေရတော့အမှတ်တွေက55 55 53ဆိုတော့
ဒီအချိန်နေမှာတော့ဒီညတော့ပွဲစဉ်30ခွန်စားတော့မှာဖြစ်တယ်30ခွန်နော် 30ခွန်စားတော့မှာ30ခွန်ကလည်းနိုင်တဲ့အတင်းတွေထွက်ပေါ်လာပဲရှုံးတဲ့အတင်းတွေပေါ်လာပြီးဆိုရင်တော့ဒါကတော့အဖြေကတော့ကျွန်တော်တို့50ပဲရမယ်ဘာလို့လဲဆိုတော့ပွဲစဉ်38ထိပြိတက်ကိုပရီးမီယာလိဂ်ကဆွဲခေါ်သွားတာပဲဟုတ်တယ်ပြီးလို့ရှိရင် तू ကဟို FA ကဘလူးပွဲမှာနိုင်တဲ့အတင်းကပုံမှန်ဆို ယူပါလိဝင်ခွင့်ရှိတယ်တကယ်လို့အဲ့ဒီပွဲမှာတကယ်လို့ဗာလဲ Crystal Palace ရနိုင်သွားမယ်ဆိုရင်အဆင့်ပရီးမီယာလိဂ်ရဲ့အဆင့်6အတင်းရယ်ပြီးရင် Crystal Palace ရယ်နှစ်တင်းရယ်ပဲယူပါလိဝင်မယ်အဆင့်9က Conference League ဝင်အောင်မယ်ဒါပေမဲ့တော့နောက်တစ်ခုထပ်ရှိတာ Man City နိုင်ခဲ့လို့ရှိရင်တော့အဆင့်ပရီးမီယာလိဂ်အဆင့်6နဲ့9ကယူပါလိဝင်သွားမယ်အဆင့်8ကျတော့ Conference League ဝင်သွားမယ်သူကနည်းနည်းတော့ရှုပ်တယ်ဒီနေ့ကတော့နောက်ဆုံးအချိန်ဒီဖယ်ဆင်းကဥရောပဝင်ခွင့်ရမလဲဆိုတာတော်တော်စိတ်ဝင်စားဖို့လည်းကောင်းတယ်စိတ်ဝင်စားဖို့တော့တော်တော်ကောင်းတယ်ဘာဖြစ်လို့ဆိုတော့ဖလားရတဲ့တရားရင်ခုန်မှုမကောင်းသလိုပြောတာဘာလို့ဆိုတော့သူကအေးကြောင်းလေးဟုတ်ကန်ဘာလို့အမှတ်လည်းပြတ်သွားပြီဖလားလည်းရပါဒါပေမဲ့ဖလားရတဲ့အသင်းတွေဒီနှစ်ကတော့ဟိုတန်းဆင်းသွားတာလေဖလားရတဲ့အသင်းတန်းဆင်းသွားတဲ့အသင်းဒါပေမဲ့အလေကအသင်းတွေပေါ့အလေကအသင်းတွေပြိုင်ဆိုင်မှုပြင်ထန်ဥရောပဝင်ခွင့်အတွက်အဲ့ပြိုင်ဆိုင်မှုပြင်ထန်အဆင့်အဲ့လိုပေါ့နော်ဟို3ကနေစပြီးတော့အဆင့်17လောက်ထိကပြိုင်ဆိုင်မှုပြင်ထန်ဟုတ်တယ်နော်ဒီမှာအဆင့်16တို့19တော့ဖြတ်မြင်ပေါ့မန်ချက်တို့စပါတော့သူဖြတ်ဖို့အတင်းပဲသူတို့ဖလားရဖို့တက်ပဲသူတို့ကန်ပေါ့နော်ဒါပဲရှိသူတို့ကဟိုဘလူးပွဲအတွက်ပဲသူတို့အာရုံစိုက်တယ်အဲဒါကြောင့် Premier League result တွေဆိုရင်လည်းတိတ်မကောင်းသူတို့တိတ်အာရုံမစိုက်ဘူးဟိုအဓိကအေးပေါ့တကယ်လို့ Premier League မှာအခုချိန်စူးစမ်းတယ်မမီတော့ဘူးလေဒါပေမဲ့ဟိုမှာကသူတို့ဖလားရတာနဲ့Champions League ဝင်ခွင့်ကသူရမှာဆိုတော့သူတို့က Premier League ကိုလျှော်လိုက်ပြီကွာတိတ်အာရုံမလာတော့သူတို့ Europa League ကိုပဲအဓိကအခုက focus ထားတာပေါ့ဒီဘောလို့ရှိတယ်ပေါ့ကဲဒါဆိုရင်တော့ကျွန်တော်တို့ဒီညပွဲတွေတော့ကျွန်တော်စောင့်ကြည့်ရမယ်ဟုတ်တယ်ဒီညပွဲတော့ရေးကြည့်တယ် Aston Villa နဲ့စပါနဲ့ Man U နဲ့ Chelsea နဲ့ဒီနှစ်ပွဲကတော့ကျွန်တော်တို့တေချာလေးကိုအာရုံစိုက်ပြီးကြည့်ရမယ်ဘယ်လိုတွေကတော့ Champions League ဝင်ခွင့်အတွက် Europa League ဝင်ခွင့်အတွက်ဥရောပအိမ်မက်ပေါ့နော်ဥရောပအိမ်မက်ကိုဘယ်လိုတွေကဆက်ပြီးတော့နှမ်းနိုင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်အခုနကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်ကတော့ဒီမှာတော့အဆင့်1 to 5ကတော့ပြောတဲ့အတိုင်းပဲ Aston Villa ကိုတော့လူစင်းလဲတောက်တယ်ကစားကွက်လည်းကျွန်တော်တဘောကြတယ်နောက် Champions League ခြေစမ်းအရာလဲဟိုအားရကျေနပ်မှုရှိတာပေါ့နော်ရှိတဲ့တော့ကျွန်တော်တော့ Aston Villa ကိုတော့နောက်ဆုံးအချိန်ဥရောပအိမ်မက်မှာသူ့ကိုတော့ကျွန်တော်ထည့်သွင်းစဉ်းစားတာပါတယ်ဟုတ်တယ်ငါဆိုလဲ Aston Villa ကိုပို့ကြတယ်ကိုအတင် Chelsea ဆိုပေမဲ့ဟိုအဓိကUnai Emery ကအသွေးကြောင့်ဝါရင်နီးပြဖြစ်တယ်ကစားသမားတွေနဲ့လည်းဟိုလက်ပွန်တတီအဆင်ပြေတယ်ကွာဟို Chelsea ရဲ့ Maresca ကတည်တဲ့ကတုံးကတည်တဲ့အတိုင်းဟိုကျွေတလဲကြက်တခုံဖြစ်နေတယ်သူကနိုင်လိုက်လဲရှုံးလိုက်တယ်ဂယုလည်းမဆိုင်ဘူးပြီးရင် interview မှာလည်းပေါက်ခဲ့ရတဲ့ထိုင်ပြောတယ်သူဟိုလဲဝင်ခွင့်မရလဲသူတို့ဘာမှမဖြစ်ဘူးအဲ့လိုမျိုးပြောတော့ကစားသမားတွေလည်းစိတ်သက်ဘယ်လိုတက်ရှိတော့မလဲကွာပြီးရင်တွေးရမယ့်အသင်းကလည်း Man U ကလည်း Chelsea မနိုင်တာကြာပြီပြောမှဆိုနောက်ဆုံးဟို result တွေဆိုလည်းတိတ် Man U နဲ့တွေ့တိုင်းရုန်းကန်ရတာကွာ Chelsea ကပြီးရင်နောက်ဆုံးပွဲမှာလည်း Forest နဲ့တွေ့ရအဲ့ဒါမဲ့ကိုကန့်ချင်မှာကိုဖန်တီးခွင့်လို့ရှိတယ် Chelsea ကအတိလက်ကျန်နှစ်ပွဲကိုလုံးကိုသူအနိုင်ကန်နိုင်လို့ရှိရင်တော့ Champions League ဝင်မယ်ရမယ်နော်အဲ့ပေါ့ဟိုစားကိုလင်းခါတော့လည်း Chelsea ဖန်ဖြစ်တယ်ကိုရဲ့ကစားသမားတွေအကြောင်းနီးပြအကြောင်းပို့တည်တယ်ခုနနီးပြအကြောင်းပြောရတာဆိုကျွန်တော်ကြားလိုက်တာမမဆောင်လို့တဘောတရားတွေပါမမဆောင်နဲ့မောင်နှမလားပေါ့အဲ့လိုတွေတော့ကျွန်တော်ထင်သွားလိုက်တာပဲသူရဲ့နီးပြရဲ့လုပ်ပုံတွေကကျွန်တော်ခိုင်းနှမ်းနေတော့အဲ့လိုဖြစ်တာပေါ့ဒါဆိုရင်တော့ကိုလင်းခါအနေနဲ့ရောဒီ Champions League ဝင်ခွင့်တက်နောက်တစ်ခါဥရောပဝင်က Conference League ဘေးတင်းကိုတက်ပေးမလဲပေါ့အဆင့်၄ထိကတော့ဟိုဟာနဲ့ဘာတီနဲ့တူတူပဲ Liverpool Arsenal Castle Man City ပြီးရင် Aston Villa ပေါ့ Chelsea နဲ့ဟိုဟာကြတော့ Forest ကြတော့ဟိုဟာလောက်ပဲရမှာပါသူတို့ကတော့ Europa League လောက်ပဲရအောင်ထင်တယ် Chelsea ကတိတ်မထင်နေကွာဟို Jackson ကလည်းအနီကပွဲပယ်ဆိုတော့၃ပွဲပယ်ထားတယ်ပြီးရင်နီးပြကလည်းတောင်ပြောမြောက်ပြောနေဟိုတိတ်မထင်နေဘူးအားရကြည်နံမှုတော့တိတ်မရှိပေါ့ဒါပေမဲ့ကိုတင်ကတော့ကိုကတော့ဟိုစားချန်ပီယံလိပဲဖြစ်ဖြစ်ယူရိုပါလိပဲဖြစ်တော့ဝင်ခင်းတက်နေရတော့ရစေချင်တာပဲဒီနေရာရောက်တော့အားပေးရအောင်ဒါကတော့နော်လို့တော့ဒီတင်းကိုခြေဝပြီဆိုတော့ဟုတ်အဆုံးကြီးချစ်ကြတာပေါ့ဒီနော်โอเคအဲ့ဆိုလည်းဒီဇာကားပိုင်းဒီလောက်ပဲပေါ့နော်ဒီဘက်မှာကျွန်တော်တို့ဒီပွဲစဉ်39ပြီးရင်တော့လည်းအဖြေတစ်ခုခုတော့ပေါ်လောက်ပြီမပေါ်ရင်တော့အကြံပြင်းလေးတော့ခက်မှန်လို့ရပြီပေါ့နော်โอเคဒီနေ့ကျွန်တော်တို့သုံးသပ်ဝါတာကတော့ဒီဥရောပပရီးမီယာလိအသင်းတွေရဲ့ဥရောပဝင်ခွင့်အကြောင်းပဲဖြစ်ပါတယ်နောက်ဘက်မှာလည်းတခြားအကြောင်းအရာတင်ဆက်သွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ကျေးဇူး